ပါကျွန်တော်ဒီတစ်ခေါက်ကဒီပတ်စံထောက်အပ်လုပ်တဲ့နေ့ပေါ့နော်ကျွန်တော်ကညာတော့အပစ်ကနေကြတယ်ဘယ်လိုပတ်စံထောက်အပ်လုပ်လဲပေါ့နော်ဆိုတော့ဒီနေ့ကကျွန်တော်ဒီKKမှာပေါ့နော်ဒီမှာ150သူက100တန်ရှိတာပေါ့နော်100တန်ရှိတယ်50တန်ရှိတယ်ကိုက900လောက်ထောက်အပ်လုပ်ချင်တယ်ဆိုရင်တော့100တန်9ရွက်ပေါ့နော်ကျွန်တော်ထပ်ဆင်ကိုပတ်စံထည့်ချင်တယ်ထောက်အပ်လုပ်ချင်တယ်ဆိုရင်အဲ့မျိုးဝယ်လို့ရတယ် KK တော့ 7-Eleven ပြီးဒီမှာဖိနံပါတ်ကပါပြီးသားအဲ့ဒီဖိနံပါတ်ကထည့်ရမှာဖြစ်တယ်ဆိုတော့အခုဒီထပ်ဆန်ကိုမှာပေါ့နော်ထပ်ဆန်ကိုမှာဒီနားမှာ add money ဆိုတာရှိတယ်အဲ့မှာနေလိုက်ပြီဆိုရင်တော့အဲ့မှာအောက်ဆုံးမှာရှိတယ်အောက်ဆုံးမှာ reload pin ဆိုတာရှိတယ်မဟုတ်လားအောက်ဆုံး sorry အောက်ဆုံးရဲ့ဒီဒုတိယပေါ့နော်တတိယပေါ့နော်တတိယအဲ့ဒီ reload pin ဆိုတဲ့ဟာကိုတစ်ချက်နေလိုက်ပြီးပြီဆိုတော့အဲ့လိုမျိုးအကုန်လုံးပေါ်ပြီးသားပေါ့နော်ဘယ်လိုမျိုး pin ဟုတ်တယ်ဆိုတဲ့ဟာအဲ့ဒီမှာအပေါ်မှာ reload pin ဆိုတာရှိတယ်အဲ reload pin မှာနေလိုက်ပြီးရင်ဒီနားကဒီမှာလည်း pin ဆိုတာပါပြီးသားအဲ့ဒီနံပါတ်ကိုရိုက်ထည့်လိုက်မယ်နော်ကဲအခုကျွန်တော်ဒီမှာထည့်မယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်က continuous ပြန်နေလိုက်မယ်နော်မမားစင်နဲ့နော်ကဲအဲ့မှာအဲ့လိုမျိုးပါပေါ်ပြီးတော့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ကpayment at shop only ဆိုတော့ကျွန်တော်တို့ကဟိုအပေါ်ကဆိုပေါ့နော်အပေါ်ကဆိုတော့ပြား90ချက်တယ်နော်ကျွန်တော်ပြောတိတ်ပြီးတော့ဟိုမလုပ်တော့ဘူးဆိုတော့အောက်က shop only ပေါ့နော်ကျွန်တော်တို့ကပတ်စံထောက်အပ်လုပ်တာပဲဆိုရင်ဒီအောက်ကဟိုလွေးပါအဲ့ဒါဆိုရင်လုံးဝဒီဟို service ချက်မယူတော့ဘူးနော်အဲကြောင့်ဒုတိယတစ်ခုကိုပြန်မှရွေးပါအဲ့ဒါဆိုရင်ကျွန်တော်က continuous ပြန်နေလိုက်မယ်နော်ကျွန်တော်က continue နေလိုက်မယ်ကဲပြီးပြီဆိုတော့ဝင်သွားပြီ ringgit 50အဲ့လိုတော့ဒါအရန်လွယ်တယ်နော်ဟိုမတိနားမလဲတာရှိရင်လည်းပြန်မေးလို့ရပါတယ် comment မှာကျေးဇူးတင်ပါတယ်